မျိုးသမီးတယောက်နဲ့အဲ့ရထဲမှာဆက်ဆံရတာဆယ်မိုင်ခရီးပြေးရတော့ပြင်ပန်းနေနေစမ်းပါနေအဲ့ဆယ်မိုင်ခီကို3မိနစ်နဲ့ပြေးတယ်လို့လားဟဲ့တာအေးဘာတော့ငါတို့ဖောက်ပြန်ရအောင်အယောဒီမှာအားလုံးမင်္ဂလာပါဗျာဒီနေ့မှာတော့ TikTok တို့ Facebook တို့ကနေပေါက်ပန်းလေးဟာတာဗီဒီယိုဖိုင်တို့ထားလေးတွေကိုစူးစီးပြီးရှင်လုပ်ပေးတော့မှာဗျာကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဆုံးထိလိုက်ပါကြည့်ရှုပြီးအားပေးပါအောင်ဗျာနော်ကဲဒီဖိုင်လေးစပါဗျာအကြရကြအမေဈေးသားမှုတွေလိုက်ဖို့ပေးလားမဲ့အမေကိုတော်တော်လှုပ်ရှုပ်တယ်ဟောဒီမှာဂိမ်းစော်နေပါကိုယ့်ကိုချင်းချင်းလျှောက်သွားတယ်ရတယ်လို့အဲ့လိုပြောပါနဲ့ရောက်ခမဆိုအမေပါပဲအမေလို့မတတ်မှတ်နိုင်ပါဘူးကွာမဲ့မေလို့ငါစောရမှာမဟုတ်ဘူးခက်ကမအေးလို့ခေါင်းနေကြလိုက်တာကွာချစ်အောင်ဝပေးမယ်လေစကြောတွေလည်းတက်တယ်အဝတ်ထပ်ပေးမယ်အယောဒီမှာချစ်အဝါပေးလိုက်တဲ့နေရာတွေဆိုရင်လေယောဂတွေယူပြည့်သလိုပြောင်းသွားပြီလားအဲ့ဒါချစ်ကကိုယ့်ကိုတကယ်ချစ်လို့ပြောက်တာပေါ့ကိုရဲ့ဥမာယောဂတွေကိုရှိနေတယ်အဲ့နေရာလဲချစ်အဝါပေးပြောက်တော့ဘာယောဂရှိသေးလို့တော့လေကောင်းယောဂဒါလို့အမပြောဟိုကလေအချစ်ဆိုတာဘယ်လိုမျိုးလဲအချစ်ဆိုတာဒီလိုမျိုးပဲဘာဆိုင်လဲအဲ့ဒါကြီးဘာဆိုင်လို့လဲအပေါ်ရှောက်မျိုးလဲနေတော့ဒါမရှိမကြိုက်ဘူးညာရုံးပါရနင်းတရားငါတခုပြောလိုက်မယ်ငါဆိုတဲ့မိန်းမနင်းမြင်မှုတဲ့မိန်းမကြီးနဲ့မတူးဆိုတာနင်းမှတ်ထားလိုက်ငါမြင်ဘူးတဲ့မိန်းမတွေနဲ့မတူရအောင်နင့်မှာအပုတ်ဘယ်နှမောက်ပါလို့တော့နင့်မှာအပုတ်ဘယ်နှမောက်ပါလို့တော့နောက်လည်းတော့တရားနောက်လည်းမျိုးသမီးတယောက်နဲ့အဲ့ရထဲမှာဆက်ဆံရတာဆယ်မိုင်ခရီးပြေးရတော့ပြင်ပန်းနေနေစမ်းပါနေအဲ့ဆယ်မိုင်ခီကို3မိနစ်နဲ့ပြေးတယ်လို့လားဆရာကျမရင်ဘက်မှာအကျိတ်တို့လို့ဆရာရဲ့အဲ့ဒါကြည့်ပေးပါဦးဟောရှင်းနေနဲ့တူလိုက်နော်ကိုင်းကြည့်မယ်နော်ဟုတ်ကဲ့ရှင်ညီမကြည့်ပေးပါဆိုတော့အားနာလို့ကြည့်ပေးတာကိုကဘာမှမသိဟင်ရှင်ကဆရာမမဟုတ်ဘူးလားမဟုတ်ဘူးဆရာအိမ်သာသွားလို့ကိုကခဏဆောင်ပါကြီးအခွင့်ဆိုတာရာတော့ယူပြည့်တစားကိုတီးရတာလွယ်တယ်ဗျာတဲ့ဟုတ်တယ်ပြည့်တစားတီးရလွယ်တယ်ဒီဘက်ဂီတာသမားဖြစ်ဖို့များတယ်ဟုတ်တယ်ပြည့်တစားတီးရတာလွယ်ပါတယ်နော်အဆောင်သူတွေကတော့တီးရတာနည်းနည်းခက်တယ်တက္ကသိုလ်ကျောင်းသူလည်းတီးရတာမစိုးဘူးတဲ့ဆရာမတော့တီးရတာအရန်ခတ်သွားပြီဗျာတဲ့ကော့ပေးရင်တော့လွယ်တာပေါ့တဲ့ဟာ brother အဆောင်သူလည်းမခတ်ဘူးတက္ကသိုလ်ကျောင်းသူလည်းမခတ်ဘူးဆရာမလည်းမခတ်ဘူးနော်အဆောင်သူတို့တက္ကသိုလ်ကျောင်းသူတို့ဆရာမတို့တီးမယ်ဆိုရင်စီနဲ့ပဲတီးဟုတ်စီနဲ့ပဲတီးဗျာလုံးဝမခတ်ဘူးမကြည့်ဝေတော်ရာယောင်ကြီးတေလနိုဒီကိုတက်တယ်မလေးကောင်မလင်းရှိမှမလို့ဇက်ကြောက်ပြနေလောက်ထိုးရင်ချမ်းမီယာဖြစ်မဲ့ရုံနဲ့လောက်ထိုးရင်ချမ်းမီယာဖြစ်မဲ့ရုံနဲ့ဘာလို့ဇက်ကြောက်ဝိတ်တယ်ချန်ပီယံဖြစ်မဲ့ရုံညတာကူလို့တော့ချာတယ်ကားကြရတော့မကမောင်းကိုဘယ်လောက်ချက်လဲအများကြီးရှိတာဗောမောင်ရဲ့အားဆိုမောင်းတဲ့အတူသူငကိုတဲကိုပြတ်မှနေရထမင်းရအတူတောက်ရနေနိုင်တယ်ဗောမနေနိုင်ပါဘူးရှာတော့ကြွေးပေါ်တထောင်စားရဲ့ဗလန်တိုင်းဒေးမှာချောကလက်ရရင်လေအပေါက်တွေပိတ်ပြီးမျိုးကြနော်လိုင်းမော်တက်လိုက်အကုန်ဘလော့မှာလိုင်းမော်မတင်နဲ့ဆိုလည်းမတင်ပါဘူးဟဲ့ဒါပေမဲ့အပေါက်တော့ပိတ်လို့မရဘူးဟာဘာဖြစ်လို့အဲ့နေ့ကြာမှာအပေါက်ပိတ်ရင်ကိုကစိတ်ဆိုးမှာပေါ့ရှင်ကကျမကိုလက်ထက်ချအောင်ရှစ်လသား2သိန်းကကျမတရက်3စာပဲရှိတာရှစ်ဒါဆိုလည်းလွယ်ပါတယ်တရက်လောက်ပဲလက်ထပ်ပါလားယင်Oh no ဒီမှာနေဘူးလို့လားနေဘူးလို့ဟုတ်ပါတော့လေတွေ့ပြီတော့ဘာမှမပါမယ်ဟုတ်ဒီကတော့ဒီကြာမလို့ချိချွေးလိုက်တိုက်တယ်အဲ့ကိုဒါတော့တိုက်ရမှာမဟုတ်ချွေးတယ်ဒါကြာပြီလို့
Thằng trai nó đúng vậy mình đâu rồi mình đâu nghe mà tiếng nghe sao liền nhìn nó lại pian được phát triển này sao vậy nghe ngồi xa bê chế du chi bê đốt bê bê cái gì không biết sao vậy nghe ngồi xa bê chế du chi bê không biết là đi xa chưa có chi chưa xa chưa cái chi chưa thế thế sao vậy nghe ngồi xa bê chế du chi bê có chi chưaအဲ့ဒါမင်းကိစ္စများရင်ပေါ်ပေါက်ရင်စီစဉ်တတ်ပြီဒုဖေဖေဟောတက်ကြကိစ္စများရင်ပေါ်ပေါက်ရင်စီစဉ်တတ်ပြီကိုကြီးရွှေအဲ့ဒါမှန်တယ်နိုင်ငံအကျိုးတို့အကျိုးပဲဖို့ဆောင်ရွက်ပြီကိုကြီးရွှေမှားနေတယ်တက်ဆိုတာဟုတ်ကဲ့စားကြီးနဲ့စားလို့ရတယ်ကိုကြီးရွှေပဲဘူးလည်းကိုကြီးရွှေပဲမရဘူးလားဘုံပဲထည့်ရမှာနိုင်ငံအကျိုးတို့တယ်ကိုကျေးဇူးကြီးတွေတို့ဟုတ်တယ်အဲ့ကြမှာအဖေကိုခိုင်းတာခိုင်းအဲ့ကိုမနေနေရတာဒီနေ့ဟာတွေကျတော့ကိုကြီးရွှေနာမည်ကောင်းလေးယူသီလားဘယ်လိုဆောင်ရွက်နိုင်တဲ့နေရာလဲကြာငါအဖေလှည့်တယ်အော်ကြီးရွှေတရားလဲကြားတယ် အတူတောက်တိလို့ပြောတာမကြိုက်ဘူးတောက်တိလို့ပြောသူ့နိုင်နေတယ်ထင်လားသိလားအမှန်မဟုတ်ဘူးတောက်တိကတောက်ပြီးတော့ပြီးတော့တောက်တိလို့သူ့နိုင်ပြောသူကမကြိုက်ဘူးလာပြန်ပြီဘာမတိုင်းလို့တော့လို့မပြီးသေးဘူးလားမသိဘူးလုံးအားကိုကြီးရဲ့အပြေကနေပြီးတော့အိမ်ထဲထိရောက်လာပြန်ပြီကဲတောက်တိအဲဟာရတောက်တိဩဟာတောက်တာသိလားတိနဲ့ဆိုတာတောက်တိသိလားပြီးတော့သိရဲ့မူးတာမူးတိအဲ့လိုဟုတ်တယ်မူးသမားတော့အဲ့လိုပဲလူပြီးခံမို့မူးတာမလို့သိရဲ့သူကသိလားအဲ့သူတောက်တိလို့ပြောတာမကြိုက်ဘူးတောက်တိလို့ပြောသူနိုင်နေတယ်လားသိလားအမှန်မဟုတ်ဘူးတောက်တိကတောက်ပြီးတော့ပြီးတော့တောက်တိလို့သူနိုင်ပြောသူကမကြိုက်ဟုတ်ပါတယ်ညီမလေးအဲ့လိုပြောတာနော်တောက်တိတောက်ပါခုပါလို့ပြန်လို့ငါတို့နေသူကမထွက်နိုင်ဘူးလေဆောက်လာခေါ်တယ်လို့ပြောတာလေမထွက်နိုင်ဘူးလေနေထွက်တယ်ဟောအဲ့လိုဟုတ်တယ်အခုရင်းချတာနော်ဟုတ်တယ်ဒီမောင်ရင်းချတာတားစင်သွားဝင်ဟောအဲ့လိုဘယ်ဘုန်းကြီးရောက်ဝင်မှာတော့ဘယ်ဒီလိုက်နော်ဘယ်ကြောင်ပါဘယ်ကြောင်ဩဟိုတလုံးကတော့ဆရာလေးစီပေါ့အေးပါကြီးအဲ့ဒါကတင်ငန်းပိုးလေးတော့စုဆောင်ထားအောင်ပါရမှာမဒီလိုက်ဝတ်တော့မယ်ဆိုတော့ဒီလာတယ်ဝင်တော့ဆိုလို့မရတော့ဘူးဘယ်တော့မနိုးမဒီလိုက်ဝင်တော့ဆိုလို့မရတော့ဘူးတော့မပြန်ဘူးပြတ်တယ်ဘူးပြတ်တယ်တော့မပြန်အဲ့ဒါမဝင်နေလေမဒီလိုက်ဝင်ကြီးနဲ့ဘယ်တော့ဆိုလို့ရပါမလို့စမပြေဘူးလေစဉ်းစားလေဘာပါစဉ်းစားဆုံးဖြတ်တော့ဖြစ်နိုင်လားတော့ဖြစ်နိုင်မှာမဒီလိုက်ရဝေးရပါတော့မဖြစ်နိုင်မဒီလိုက်ရဝေးမရဘူးလေကြီးပါပေါ့သူကရမ်းသွားလိုက်သွားလိုက်ကြအဲ့လိုလေးသွားဒီဥပုံလေးကောင်းတယ်တော့ဆိုနေကဲအားလုံးပဲဟာတာဝင်ဆိုတော့တခြားမျိုးလောက်ပါဗျာနောက်ဒီလိုပိုင်းမှာလည်းခုလိုပဲဟာတာလေးတွေကိုစူးစီးပြီးတော့ချင်းလေးလုပ်ပြတော့ဖြစ်တယ်တော့ channel လေးကို like subscribe လုပ်ခဲ့ကြအောင်ဗျာနောက်ဒီလိုပိုင်းမှာတော့ပြန်တွေ့